ဟိုတန်းခဏလေးမင်္ဂလာပါကြော်မသွားလိုက်ပါနဲ့အောင်တထေးမင်းရှင်နေအထွတ်မှာရွှေခွင့်နဲ့ငွေအပြည့်ရကြပါစေမိမိတို့မကြခင်တွင်မှာအရက်လေးမျက်နာဖက်ဖက်မှာနေအထွတ်မှာရွှေခွင့်နဲ့ငွေအပြည့်ရရှိပြီးတော့မှဘဝမှာလိုရာဆန္ဒတွေပြည့်စုံကြွယ်ဝချမ်းသာခြင်းတွေမိမိတို့ရှိဖို့ရောက်ရှိလာပြီးတော့မိမိတို့အိမ်တွင်မှာလျှက်အပြည့်နဲ့ရွှေအပြည့်ငွေအပြည့်စိုက်ရောက်လာပါလိမ့်မယ်အခုလိုမိမိတို့ရဲ့လက်လက်ပါတွေကောင်းမွန်တိုးတက်တော်မယ်ပြည့်စုံကြွယ်ဝချမ်းသာမှုတွေမကြခင်တွင်မှာရကိုရရမယ်လို့ယုံကြည်လက်ခံတဲ့လူရာလေး24နာရီတွင်ငွေတွေထုံးလိုက်ထဲလိုက်ရရှိလာပါလိမ့်မယ်အခုလိုမိမိကယုံကြည်တယ်ဆိုရင်တော့ဒီဗီဒီယိုဖိုင်လေးကို share သွားပေးပါ good luck ပါရှင်